ဒီ review နဲ့တွေကိုကူညီထောက်ပံ့ပေးတာကတော့ Pro EV Shop ပဲဖြစ်ပါတယ်ကျွန်တော် Pro EV Shop မှာဆိုရင် brand new ပဲဝယ်မလား second hand ဝယ်မလားယုံကြည်စိတ်ချစွာဝယ်ယူအားပေးလို့ရပါတယ် after sale service တွေလည်းကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တစ်ချက်သွားကြည့်ဖို့တိုက်တွန်းချင်ပါတယ်ကဲဒီနေ့ဗီဒီယိုကတော့တိုင်တယ်မှာပြောထားတဲ့အတိုင်း Xiaomi 70 Ultra နဲ့ Samsung Galaxy S26 Ultra ကို comparison လုပ်ပေးမှာဖြစ်ပါတယ်စစချင်းဘာပြောရမလဲဆိုရင်တော့ကျွန်တော်ဆုံးဖြတ်ချက်တော်တော်မှန်သွားတယ်လို့ပြောရမယ်ဘာဖြစ်လို့မှန်သွားရလဲဆိုရင်တော့အစကကျွန်တော်ကဒီ Xiaomi 70 Ultra ဝယ်မဲ့အစားပေါ့နော်ဟောဒီဘက်က Samsung ဒီ S26 Ultra ကိုလဲကင်ဖို့စဉ်းစားကြည့်သေးတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့တုန်းကသူ့ရဲ့ promotion ဈေးအနေနဲ့ဆိုရင်ကျွန်တော်တို့256ကို49သိန်းနဲ့ရတယ်ပုံမှန်ဆိုရင်တော့ဒါ128ဈေးပေါ့နော်တို့ကအဲ့လိုမျိုး double storage ပေးတဲ့ promotion ကာလမှာဆိုရင်ကျွန်တော်49သိန်းနဲ့ရတယ်ဆိုတော့Samsung Ultra တစ်လုံးကိုအဲ့လောက်ဈေးနဲ့ရတာမစိုးဘူးလားလို့တွေးမိရဆိုတော့ဝယ်ကင်မလားပေါ့နော်ဘာလဲဆိုတော့ကျွန်တော် Galaxy AI တွေပါလေသုံးကြည့်ခြင်းနဲ့ Samsung ဒီ Xiaomi ပဲကင်လာလဲများနေပြီဆိုတော့ဖုန်းလေးအပြောင်းလဲဖြစ်အောင်ပြောင်းမလားပေါ့ဒါပေမဲ့လည်းနောက်ဆုံးကြတော့ဒီ256ဆိုတာကဘလို့မှမဖြစ်နိုင်ဘူးကျွန်တော်တို့ကတ်တွေပါလဲထပ်ဆိုင်လို့မရဘူးဆိုတော့ဟောဒီဘက်ကဈေးလက်သိပ်ပြီးတော့မကွာတဲ့ 1TB Xiaomi ကိုပဲရွေးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အခုချိန်အကယ်၍ကျွန်တော်သာဒီ S26 Ultra ကင်ထားတယ်ဟောဒီဘက်က Xiaomi 70 Ultra နဲ့ဓာတ်ပုံတွေပါရှင်ပြီးတော့ရိုက်ကြည့်မိပြီဆိုရင်တော့ကျွန်တော်ရဲရည်တွေဘူးသီးလုံးလောက်ကြာနေရတော့ပြီအဲ့ဒီလိုပြောလိုက်တော့ဟောဒီဘက်က Galaxy S26 Ultra ရဲ့ဒါ camera quality ကစုပ်ပြတ်သွားတာမဟုတ်ဘူးเนาะဒီဘက်က Xiaomi 70 Ultra နဲ့ရှင်ရင်ပဲသူ့ရဲ့ဓာတ်ပုံ quality လေးတွေကနည်းနည်းလေးပိုနှိမ့်နေတယ်လို့ဖြစ်နေတာSamsung မှာလည်းသူ့ရဲ့တိုးတက်လာတဲ့အပိုင်းလေးတွေရှိပါတယ်ဒီနှစ်မှာဆိုရင်တော့ဒီကောင်းရဲ့အဓိကတိုးတက်လာတဲ့အပိုင်းက videography ဘိုင်းလို့ပြောရမယ် Samsung ကိုယ်တိုင်ဖန်တီးထားတဲ့ video ကုတ်တဲ့အသစ်ဖြစ်တဲ့ APV ဆိုတဲ့ format လေးပါလာတယ်ဒီကောင်ကပြောရမယ်ဆိုရင်တော့422 chroma set sampling ကိုရတာဗျာပြီးသွားရင်သူဒီမှာက H2 နဲ့ L2 ဆိုပြီးတော့နှမျိုးခွဲလို့ရမယ်ပေါ့နော်ကိုတွေကဒီလိုမျိုး professional quality မျိုးကိုလိုချင်တယ်ဆိုရင်တော့ H2 ကိုရွေးပြီးတော့ရိုက်ဒါမှမဟုတ်ဘူးကိုက fine size တွေပါသေးချင်တယ်ဆိုရင်တော့ L2 ကိုရွေးပေါ့ပြီးသွားရင်သူ့ရဲ့ APV မှာကကျွန်တော်တို့ HDR နဲ့ loss ဆိုပြီးတော့နှမျိုးလဲခွဲရိုက်လို့ရအောင်မယ်အဲ့ဒီ format နဲ့ရိုက်ရတာတော့တော်တော်လေးကိုကောင်းတယ်အဓိကကျွန်တော်တို့က 422 ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ editor တွေ color grading ပြန်ကိုင်တဲ့အချိန်မှာသူတို့သုံးနေကြ professional software တွေနဲ့ဒါအဝင်ဝင်ကြဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားလို့ဒီ Samsung Galaxy S26 Ultra ရဲ့ video quality ကအကျန်းဆုံးအကောင်းဆုံးပဲလို့ဆုံးဖြတ်မယ်ဆိုရင်တော့လောလောတော့အဲ့လိုကြီးဆုံးဖြတ်လို့တော့မရဘူးပေါ့လေဒီဗီဒီယိုကကြတော့ Xiaomi ရဲ့ Milon နဲ့ပဲရိုက်ထားတာပေါ့နော်သူ့ရဲ့ codec ကကြတော့ကျွန်တော်တို့ native app တွေရပဲရိုက်တာဖြစ်တဲ့အတွက်ဒါ H264 နဲ့ပဲရိုက်ထားတာသူကကြတော့ chroma set sampling ဆိုရင်တော့ဒါ420လောက်ပဲရမယ်ပြီးွားရင် Samsung ရဲ့ APV ကုတ်တက်က open source ဖြစ်တဲ့အတွက်ကျွန်တော်တို့ Black Magic camera ထဲမှာလည်းရနေပြီဒါပေမဲ့ Black Magic ကကြတော့သူက Milon ကို unlock မလုပ်ပေးနိုင်တဲ့အတွက်ဒါ Black Magic ထဲမှာ APV နဲ့ရိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ HDR လောက်ထိပဲထည့်ပြီးတော့ရိုက်လို့ရမယ် result တွေကိုမျက်လုံးနဲ့ပဲကြည့်ပြီးပြောရင်တော့ဘာမှကွာမနေဘူးကျွန်တော်ကိုယ်တိုင်ကလည်းဒါ professional videographer မဟုတ်တဲ့အတွက်ဘယ်ဘက်ကဘယ်ဟာကြီးကတော့ဘယ်လိုမျိုးအပြတ်သက်ပိုကောင်းနေတာပဲလို့လည်းမပြောချင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုတွေကိုကျွန်တော် record ယူတဲ့အချိန်မှာဒါ Xiaomi နဲ့ Samsung တို့ရဲ့ Pro Video Mode ထဲကသူတို့ပေးထားတဲ့ဒါ auto exposure triangle ကို lock ချပြီးတော့ပဲရိုက်လိုက်တာဗျာပြောချင်တာကကျွန်တော်ကိုယ့်ဘာသာကိုချိန်ထားတာမဟုတ်တဲ့အတွက်ဖုန်းတစ်ခုနဲ့တစ်ခုကသူ့ရဲ့စင်းပေါ်မူတည်ပြီးတော့သူတို့ရဲ့ auto exposure triangle တွေကိုသတ်မှတ်ပုံချင်းမတူကြဘူးဗျဘက်က Samsung မှာတော့အခုတစ်ခေါက်မှာကျွန်တော်တို့ဒီလက်တွေကိုထည့်ပြီးတော့သုံးလို့ရလာပြီသူကpreset အနေနဲ့ဆိုရင်တော့9ခုပါမယ်ဒါ Samsung ကပေးထားတဲ့9ခုပေါ့နော်ကိုယ့်ဘာသာကို custom ထည့်ပြီးတော့ထည့်လို့မရဘူး Xiaomi မှာကျတော့အရင်ကတည်းကအဲ့ဒီလက်တွေသုံးလို့ရတာတစ်နှစ်လောက်ရှိပြီထင်တယ်ပြီးမှသူက custom တွေလည်းထည့်ပြီးတော့ထည့်လို့ရသေးတယ်ဒါပေမဲ့တခုတော့အတက်ပြောရတာကကျွန်တော်တို့ဒီဖုန်းတွေကဘယ်ကောင်းကိုပဲဝယ်ဒီလိုမျိုး video quality အကောင်းစားကြီးတွေရိုက်လို့ရတယ်ဆိုတာတော့အာမခံတယ်ဒါပေမဲ့အဲ့ဒီထဲမှာကျွန်တော်တခုအံ့ဩမိတာက Samsung ကအခုတစ်ခေါက်သူတို့သုံးထားတဲ့ဒီ main camera ရောပြီးွားရင် periscope ပေါ့နော် Samsung ခေါ်ဆိုရင်တော့ super telephoto ရောပြီးွားရင် ultra wide တွေပါရောသူ့ဟာနဲ့သူကောင်းနေရတာနဲ့အလဲက 3x ဆိုတဲ့ telephoto sensor လေးတစ်လုံးကပဲတော်တော်လေးကိုစုံနေတာအခုရှင်ပြထားတဲ့ video နှစ်ခုဆိုရင်ဒါ S26 Ultra နဲ့ပဲရိုက်ထားတာဟောဒီဘက်က 3x နဲ့ကောင်ကတော်တော်ကြီးကိုဖွာနေတာဗျာဘာဖြစ်လို့အဲ့လောက်ကြီးမှုံပြီးတော့ဒီလေးကြီးကျသွားလဲဆိုတာကျွန်တော်လည်းစဉ်းစားလို့မရဘူးအဲ့တော့ဒါဗီဒီယိုမှာပဲဖြစ်တာလားဆိုရင်လည်းမဟုတ်ပြန်ဘူးဒီပုံဆိုရင်လည်းဒါ69mm ပေါ့နော်ကျွန်တော် 3x နဲ့ပဲရိုက်ထားတဲ့ကောင် color noise တွေကိုမှလုံးဝပွားထနေရပဲအဲ့လိုဖြစ်နေတဲ့အနေထားမှာတော့ဟောဒီဘက်က Xiaomi 70 Ultra ရဲ့ periscope 3.2 တော့ရှင်းလို့မရဘူးပေါ့လေအဓိက sensor size ကလည်းအဖေနဲ့သားလို့ကွာတာကိုအဲ့ဒီ sensor size အကြောင်းနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ထူးခြားလေးတစ်ခုပြောပြမယ် Xiaomi မှာကကျွန်တော်တို့နောက်ဘက်မှာဒါ camera sensor 3လုံးပါတယ်ဒီဘက်က Galaxy S26 Ultra မှာတော့4လုံးပါတယ်အဲ့ဒီ4လုံးထဲမှာမှ3လုံးကဟောဒီဘက်က Xiaomi ရဲ့ sensor တွေထပ်ပို့ပြီးတော့သေးတယ်ဒါပေမဲ့တစ်လုံးကတော့
ပို့ပြီးတော့ကြီးနေတာရှိတယ်အဲ့ဒီတစ်ခုကကျတော့ ultra wide ပါ Samsung ရဲ့ ultra wide size က 1/2.2 ရှိတဲ့အချိန်မှာ Xiaomi ကကြတော့ 1/2.4 ပဲရှိတယ်ပြောရမယ်ဆိုရင်တော့ size အားဖြင့်အများကြီးမကွာဘူးဆိုပေမဲ့ဟောဒီလိုမျိုး sensor size တွေအကုန်လုံးအကြီးဆုံးကရဲ့ဖုန်းတစ်လုံးမှာဒီလိုမျိုး sensor size သေးသေးလေးကိုကတိကပ်ဖက်ထည့်ပေးတာကကျတော့လက်ပေါက်ကတ်တယ်လို့ပဲပြောရမှာကဲထားပါတော့ကျွန်တော်တို့ဒီကင်မရာအကြောင်းကိုဆက်ပြီးတော့နည်းနည်းပြောကြတာပေါ့ Samsung ရဲ့ပြဿနာကဒီတစ်ခေါက်မှာသူတို့ရဲ့ main camera တစ်ခုကလွဲရင်ကျန်တဲ့ camera တွေအကုန်လုံးကို compact size လုပ်ချင်လာတာကတော်တော်လေးကိုစိုးတယ်လို့ပြောရမယ်အဲ့ဒါကမနေ့က S25 Ultra ကနေစတာဗျာဘာကိုစလုပ်တာလဲဆိုရင်တော့ဒီကောင်တွေက periscope sensor ရဲ့ housing size ကိုသေးလိုက်တာပြောချင်တာက sensor size ကသေးသွားတာမဟုတ်ဘူးသူရဲ့ဒီ sensor ကြီးကိုထည့်ထားတဲ့ housing ကိုသေးအောင်လုပ်ထားတာအဲ့ဒါအကြီးစားမရှိသေးဘူးဘာဖြစ်လို့တော့ဒါ sensor size သေးသွားတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ဓာတ်ပုံ quality မှာတော့လုံးဝထိခိုက်မှုမရှိဘူးလို့ပြောလို့ရတယ်ဒါလည်းကျွန်တော်တို့ စမ်းပြီးသား result တွေကိုကြည့်ပြီးတော့ပြောတာပေါ့လေဒါပေမဲ့အဲ့ဒီ 3H sensor ကအရင်ကတည်းကသေးပါတယ်ဆိုမှဒီတစ်ခေါက်အဲ့ဒီမိနစ်က S25 Ultra ထက်ကိုပို့ပြီးတော့သေးတဲ့ sensor ကိုသုံးလိုက်တာ sensor size အနေနဲ့ပြောပြရမယ်ဆိုရင်တော့မိနစ်က S25 Ultra မှာသုံးခဲ့တဲ့ 3H က 1/3.52 ရှိတယ်ဒီတစ်ခေါက်မှာကျတော့ 1/3.940 ကိုဆင်းသွားတယ်Samsung ကဘာလို့အဲ့လောက်တောင် confidence level မြင့်နေလဲဆိုတော့ကျွန်တော်စဉ်းစားကြည့်လို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲကျွန်တော်တို့ဒီ Google တို့ Apple တို့က sensor size အသေးလေးတွေ sensor အဟောင်းတွေနဲ့ဓာတ်ပုံ quality ကောင်းကောင်းတွေလုပ်ပြလို့သူတို့ကလည်းလုပ်ပြချင်တာလားပေါ့နော်။ဒါပေမဲ့မဆိုင်ဘူးရ။ဘာဖြစ်လို့လဲဆိုတော့ Apple တောင်မှမိနစ်ကသူတို့ရဲ့16 series အထိ periscope sensor ကိုတေးသေးလေးတွေပဲသုံးခဲ့တာ။အဲ့တော့ဟို noise တွေဘာတွေထားပြီးတော့ဓာတ်ပုံ quality တွေကကျွန်တော်တို့တခြားဖုန်းတွေကိုမမီလာတော့တဲ့အချိန်မှာသူတို့ဒီ 70 series လေးရောက်တော့ periscope sensor ကိုကြီးလိုက်ပြီဗျာ။အဲ့လိုမျိုးလုပ်လာ Apple ကအဲ့လိုမျိုးလုပ်လာတဲ့အချိန်မှာတော့မှSamsung ကကြောင်းကြံကြီးပြန်သွားနေရဆိုတော့ကျွန်တော်လည်းမပြောတတ်တော့ဘူးပေါ့နော်ပြီးတော့တကယ်လို့ဖြစ်လားဆိုတော့လည်းမဖြစ်ပြန်ဘူးအခုကျွန်တော်ပြထားတဲ့ပုံတွေပဲကြည့်လိုက်ပေါ့နော်နေကင်းဘက်ဆိုရင်တော့ဒါသုံးလို့ရသေးတယ်ညဘက်ရောက်ပြီဆိုရင်တော့သုံးလို့မရတော့ဘူးဗျာမသိရင်သူတို့ကသိရမလားရအောင်မင်းတို့ကညဘက်ရောက်ရင် medium shot တွေမယူနဲ့တော့ကွာငါထည့်ပေးထားတဲ့ 5 နဲ့ပဲ close up ရိုက်ဆိုပြီးတော့ပြောနေသလိုပဲ Samsung ရဲ့ bokeh ကတော့ရှုပ်ထွေးတဲ့စပင်တွေဆိုရင်တော့မဖြတ်ပေးနိုင်တော့ဘူး Xiaomi ကကြတော့ HD Edition ကောင်းတော့ဒီလိုမျိုး bokeh ကောင်းသားတွေလည်းထွက်တယ်ဒါ Xiaomi မှာမဟုတ်ဘူးပေါ့နော်Oppo Vivo စသဖြင့်တရုတ်ဖုန်းတွေရဲ့ bokeh ကို channel ဖုန်းတွေ line မမီတော့နှစ်နှစ်လောက်တော့ရှိပြီဗျ။ sensor size တွေကသေးတော့ဘယ် sensor နဲ့ပဲပြောင်းရရရင် Xiaomi 70 Ultra ရဲ့ detail ကိုမီဖို့ကတော့တော်တော်လေးကိုဝေးသေးတယ်။ပြီးတော့အဲ့ 3H ဆိုရင်ကျွန်တော် digital sharpening လေးပါကူနေရတာကိုတွေ့ရတယ်။နောက်ဆုံးအနေနဲ့ကွာခြားချက်ကြတော့ဟောဒီဘက်က Samsung မှာပါတဲ့ video stabilization ဖြစ်တဲ့ horizontal long mode ကိုဖွင့်လိုက်တဲ့အချိန်မှာဒီ S26 Ultra ကကျွန်တော်တို့ DJI Action camera တစ်လုံးကိုရိုက်နေရတယ်နဲ့တူသွားတယ်။အဲ့ဒီ mode ကိုသုံးမယ်ဆိုရင်တော့ကျွန်တော် main camera နဲ့ ultra wide ကိုပဲသုံးပြီးတော့ရိုက်လို့ရတယ်အဓိကဗျာဒီ mode ကကျွန်တော် in sensor zone ကိုအများကြီး cropping ဆွဲတာဖြစ်တဲ့အတွက်ဒါ sensor size သေးတဲ့ periscope တွေ telephoto တွေမှာပေးမသုံးတာဖြစ်နိုင်တယ် 4K 60 နဲ့ record လုပ်လို့ရတယ်ဆိုပေမဲ့လည်း video quality ကျနေတာတော့သိတာတယ်အဲ့ဒီ horizontal long mode ကိုမသုံးဘဲနဲ့တာမန် video stabilization မှာဆိုရင်တော့ Xiaomi ကတော့ပိုတာတယ်ပြောရင်လည်းဒါမောင်မင်းတို့က Xiaomi fan လို့ပြောတယ်ဖြစ်အောင်မယ်စောနာကပြောခဲ့သမျှကတော့ဒါကင်မရာမှာကျွန်တော်တွေ့ရတဲ့ကွာခြားချက်လေးတွေအကုန်ပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဖုန်းကြောင်းကိုဆက်ပြီးတော့ပြောကြရအောင် Xiaomi 70 Ultra ကိုကျွန်တော်ဝယ်လိုက်တဲ့အထဲမှာစိတ်တိုင်းမကြတာတစ်ချက်ပဲရှိတယ်အဲ့ဒါကဒီကောင်းရဲ့ 6800 mAh battery ပေါ့နော်ပြောရမယ်ဆိုရင်ဟောဒီဘက်က9000ပဲပါတဲ့ Samsung ရဲ့ battery ကဒီဘက်က6800 battery တက်ပိုခံတယ်ဗျအဲ့လိုပြောတာကိုကျွန်တော်တို့လက်မခံချင်လဲလက်ခံရမှာပဲပိုခံတယ်လို့ပြောတယ်ဆိုတာကကျွန်တော်တို့ဘယ်လို scenario မှာပဲသုံးတော့ဓာတ်ပုံတွေပဲဇက်တိုက်ရိုက်ကျွန်တော်တို့ game တွေပဲဇက်တိုက်ဆော့အဲ့လိုမှမဟုတ်ဘူး standby mode မှာပဲဒီတိုင်းပဲထားတာဒီဘက်က Samsung ကပိုခံနေတာနောက်ထပ်ကွာခြားချက်ကကျတော့ display Samsung တွေရဲ့ display ကကဘာပေါ်မှာအကောင်းဆုံးဆိုတဲ့အကြောင်းကသမိုင်းတစ်ခုသက်သက်ဖြစ်သွားပြီလို့ပဲပြောရမယ်အဲ့တော့ Samsung ရဲ့ display ကိုပဲဆက်ပြီးတော့ပြောရမယ်ဆိုရင်တော့ဒီတစ်ခါသူ့ရဲ့ privacy display ကို hype နေကြတဲ့လူတွေကိုကျွန်တော်တော်တော်လေးတော့အံ့ဩမိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်းရဲ့ display ကသူတို့ပြောထားတဲ့အတိုင်းအလုပ်တော့လုပ်ပေမဲ့အဲ့လိုမျိုးကြီးတော့ 100% တော့ perfect ဖြစ်မနေဘူးအဲ့ဒီ privacy display ကိုဖွင့်လိုက်မယ်ဆိုရင် display ရဲ့ contrast နဲ့ detail ကတော်တော်လေးကိုကျသွားပြီးတော့မီးခိုးရောင် filter ကြီးတစ်ခုလုံးအုပ်သွားသလိုဖြစ်နေလိမ့်မယ်ပြီးွားရင်တို့ကြီးညာလိုမျိုးဗျာကျွန်တော်တို့ဘေးဘက်ကနေပြီးတော့ချောင်းကြည့်မယ်ဆိုရင်လုံးဝ jet black အပြောက်ကြီးဖြစ်သွားတာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီမီးခိုးရောင်ခရေးလေးအုပ်နေတာကိုမှကျွန်တော်တို့အထက်က content တွေကိုနည်းနည်းလေးပပလေးမြင်နေရတော့မယ်ကျွန်တော်ကတော့ privacy display ကိုဒီလိုမျိုးကြီးဖုန်းတစ်လုံးမှာအကုန်ကြခံပြီးထည့်လိုက်တာတော့ gimmick ဖြစ်တယ်လို့ပဲထင်တယ်အဓိကတော့ display quality လည်းကျသွားမယ်ပြီးွားရင်နောက်တစ်ခုကကျတော့ display ရဲ့တက်တန်းကရေးရှည်မှာကောင်းပါမလားဆိုတာတော့စိတ်ပူစရာရှိရပါတော့ဒါပေမဲ့လည်းဘီလီယံတန်နဲ့ရှိတဲ့ကုမ္ပဏီတစ်ခုကတော့သူတို့ရဲ့အကောင်းဆုံး product တစ်ခုကို ready မဖြစ်ဘဲနဲ့မရောင်းဘူးလို့တော့ကျွန်တော်ယုံကြည်ပါတယ်ပြီးပါရင်သူ့ speaker ကတော်တော်လေးကောင်းနေတယ်မှာပါတယ်ကျွန်တော်တို့ iPhone 70 Pro Max တို့ဟောဒီဘက်က Xiaomi 70 Ultra တို့နဲ့သူမသားကိုမသားအခြေအနေလို့ပဲပြောရမယ်
ဒါပေမဲ့သူ့ရဲ့ haptic ကတော့တော်လေးကိုအားနေတယ် But you already know right now. It's just you and me. Don't make it complicated. You and me. That's how we made it. You and me. No conversation needed. You and me. We just feel it. I don't really say it out loud. But you already know right now. It's just you and me. Don't make it complicated. You and me. That's how we made it. You and me. No conversation needed. You and me. We just feel it. နောက်တစ်ခုက ultrasonic fingerprint ဆိုရင်လည်း Xiaomi ထက်ကိုပို့ပြီးတော့နေတယ်ဒါကကြတော့လေကိုက3နှစ်ကြာသူမှပဲသိလိမ့်မယ်ပြီးသွားရင် Xiaomi 70 Ultra ကဟောဒီဘက်က S26 Ultra ကိုလုံးဝမရှင်နိုင်တဲ့နေရာတနေရာရှိသေးတယ်အဲ့ဒါကကြတော့ AI ပဲတကယ်ပြောရင်တော့ဟောဒီဘက်က Xiaomi AI ကကျွန်တော်တို့ဒါတရုပ်လိုသုံးရတာဖြစ်တဲ့အတွက်သူ့ရဲ့ potential ဘယ်လောက်ထိရောက်နေပြီလဲဆိုတာတော့ကျွန်တော်တို့အတက်အပြောဖို့တော့ခက်ခဲတယ်ပေါ့နော်ဒါပေမဲ့ global ဖြစ်ဖြစ်ပါ global user တယောက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့သူ့ရဲ့ gallery editor တွေက AI eraser လွယ်ပြီးဘာမှသုံးစရာမရှိဘူးဒီကောင်ရဲ့ setting တွေက Galaxy AI နဲ့ကိုဝင်ကြည့်မယ်ဆိုရင်တော်တော်ကြီးကိုများတဲ့ AI feature တွေတွေ့နိုင်တယ်ပေါ့နော်ဒါအစုံပဲမို့လို့ကျွန်တော်တခုချင်းတည်းတော့မရှင်းပြတော့ဘူး Xiaomi မှာဆိုရင်လည်းကျွန်တော်တို့ auto translate တို့ summarize တို့ကတော့ပါတယ်ဒါပေမဲ့ Galaxy AI နောက်မှအင်္ဂလိပ်လိုသုံးရတာကျွန်တော်တို့မသုံးဖြစ်တာတရုပ်ဆိုရင်တော့ပိုတော့ဝေးသေးတာပေါ့အဲ့ဒီ AI feature တွေကမှကျွန်တော်အများနဲ့သုံးဖြစ်တဲ့ AI gallery editor တွေက highlight လေးတွေကိုပြောပြပေးမယ် Xiaomi AI မှာဆိုရင်တော့အရင်ကားလိုမျိုးကျွန်တော်တို့ server tie out ဆိုတဲ့ပြဿနာကတော့ရှိနေတော့မယ်photo eraser မှာကတော့မရှိတော့ပေမဲ့ Ultra HD ဆိုတဲ့ feature ကိုသုံးမယ်ဆိုရင်တော့အဲ့ဒီပြဿနာကအခုထိရှိနေတော့မယ် Galaxy AI ကကြတော့ဘယ်နှခါပဲလို့အောင်မြင်တယ် S Pen နဲ့ကျွန်တော်တို့ပုံတွေပဲဆွဲအင်ကြီးတွေကိုပဲအယောင်ပြောင်းလုံးဝအထူးစမ်းတွေပဲ create လုပ်လို့ရတယ်ဗျာဒါပေမဲ့ဓာတ်ပုံကိုကျွန်တော် AI နဲ့ prompt ပေးပြီးတော့ edit လုပ်လို့မရဘူးဥပမာပြောမယ်ဆိုရင်ဒီပုံတွေကကျွန်တော်တို့ noise တွေကို short ခိုင်းတာတွေပြီးသွားရင်လူရဲ့ခုလိုမျိုးပေါ့နော်ဝါးနေတဲ့မျက်နှာကို unblur လုပ်ခိုင်းတာတွေပြီးသွားရင် saturation တင်ခိုင်းတာ overall image တစ်ခုလုံးကို enhance လုပ်ခိုင်းတာတွေကိုpro နဲ့ထည့်ပြီးတော့ခိုင်းလို့မရဘူးအဲ့လိုခိုင်းလိုက်ရင်လုံးဝပြင်ပေးလို့မရဘူးလို့ပဲပြန်ပြောတယ်ပေါ့နော်ဒါလေးကလည်းကျွန်တော်ထူးဆန်းတာလေးတွေကိုတွေ့လို့ထည့်ပြောပေးတာပြီးွားရင်နောက်ထပ်သိထားမှာက AI နဲ့ generate လုပ်တဲ့ပုံတွေဆိုရင်ဒါသူ့ရဲ့ original ပုံတွေထက်ဝါသွားမယ်ဆိုတာကိုတော့သိထားရမယ်ပြီးွားရင်စာတွေပါတယ်ဆိုရင်လည်းဖတ်လို့မရတာမျိုးတွေဖြစ်နိုင်တယ်Samsung တွေကကျွန်တော်နောက်ထပ်အကြိုက်ဆုံး AI feature ကကြတော့ AI audio eraser ပါဒီကောင်ကဒီလိုမျိုးပေါ့နော်အနောက်က noise အတန်တွေအပြင်ကိုမှဒါ vocal အတန်ရယ်ပြီးွားရင်တချင်းတန်ရယ်လူအုပ်တွေရဲ့အတန်ရယ်ဆိုပြီးတော့ channel တွေခွဲထုတ်ပစ်လိုက်တာအဲ့ဒီထဲမှာကိုက short ပြစ်ရှင်တဲ့အပိုင်းကိုတီးတန့်သွားပြီးတော့အတိုး short လုပ်လို့ရတယ်Galaxy AI က powerful ဖြစ်တယ်ဆိုတာတော့လူတိုင်းကသိပြီးသားပါဒါတော့မှကျွန်တော် AI translate တွေ AI assistant တွေကိုသေချာလေးမသုံးလိုက်ရဘူးအဲ့လိုအချိန်မှာတော့ Xiaomi တို့ကအိပ်ပျော်နေသလားအောင်မရရပါတော့မသိရင်ဒီ game ကသူတို့နဲ့မဆိုင်သလိုပဲသူစီမှာသုံးလို့ကောင်းတာဆိုလို့ AI eraser နဲ့ AI wallpaper generator ကလွန်ရင်ဘာမှသိမရှိဘူးကဲဒီလောက်ဆိုရင်တော့ဒီဖုန်းနှလုံးကြောင်းကတော့တော်တော်လေးကိုစုံသွားပြီလို့ထင်တယ်ကျွန်တော်ပြောခဲ့တဲ့တဲမှာလည်းကြံခဲ့တာတွေရှိရင်တော့အောက်က comment ထဲမှာသိချင်တာရှင်ထပ်ပြီးတော့မေးခဲ့လို့ရတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကကျတော့ hand feeling အကြောင်းလေးပါကိုတွေကဒီလိုမျိုးပုံမှန်ပေါ့နော် Android ရဲ့ ratio ပြီးွားရင် body ကနည်းနည်းပို့ပြီးတော့ပါတာမျိုးပေါ့ပါကိုင်းနေတယ်ဆိုရင်တော့ S26 Ultra ကိုဒီတစ်ခေါက်မှရွေးသေးခြင်းတယ်ဒီကတော့သူက hand feeling ဘိုင်းမှာပို့ပြီးတော့တောင်းတရှိတယ်ဟောဒီဘက်က Xiaomi ကကြတော့ကျွန်တော် iPhone ratio screen တွေကိုကြည့်ရကြိုက်တယ်ဆိုရင်တော့ဒီကောင်ကိုရွေးပေါ့နော်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့အောင်သက်ပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီလို့လည်းကျေးဇူးတင်ပါတယ်